hello ဒီနေ့မှာတော့ social media ကိုတယောက်တည်းလွှမ်းမိုးထားပြီးတော့ဟိုလူကလည်းအောင်စဘူးဒီလူကလည်းအောင်စဘူးဖြစ်နေတာဆိုတော့ကြာလာတော့လေကျမလည်းအောင်စဘူး fan ဖြစ်လာတာပေါ့ကွယ်15 16 16ခုမှလိုင်းတရာကိုလာမယ်ဆိုတော့ကျမလည်းဗာပြောကောင်းလဲအပြေးလေးသွားလိုက်တာပေါ့နော်ဝင်ဝင်ချင်းပေါက်မှာပဲအသေးကြော်ပဲလို့လေးရဲ့ poster အကြီးကြီးကိုစပြီးတော့တွေ့လိုက်ရပါတယ်ဒီနေရာလေးကတော့လိုင်းတရာရွှေလင်ပန်းဘောလုံးကွင်းမှာပဲဖြစ်ပါတယ်ကြည့်လိုက်ပါဦးအိမ်မှာကလေးနဲ့ယောက်ျားကိုထားခဲ့ပြီးတော့ပြုံးပြောနေတာကဲဒါနဲ့ပဲကျမအထဲထဲကိုဝင်သွားပါတော့တယ်အခုကပွဲကတော့မစသေးဘူးပေါ့နော်ပွဲက10နာရီခွဲမှစမှာဆိုတော့ကျမလည်းအပြင်လေးတွေရှောက်တပ်ပုံလေးတွေရိုက်ဟိုကြည့်ဒီကြည့်နဲ့နောက်ဆုံးတော့ကျမတို့ဖြာလက်မှတ်ကိုကျမတို့လိုက်ပြီးရှာနေကြပါတယ်အောင်စပူရဲ့ fan တွေဘယ်လောက်တောင်များလဲဆိုတာပြောမနေနဲ့တော့အောင်စပူရဲ့ fan တွေကလေအတော်ကြီးတွေရောဦးလေးတွေရောကောင်လေးတွေရောကောင်မလေးတွေရောအများကြီးပဲသိလားဒီမှာကြည့်လိုက်ပါအောင်ဒါတော့မှခုမှ8နာရီပဲရှိသေးတယ်ပေါ့နော်လူလည်းမစုံသေးဘူးလူတွေလည်းမရောက်လာကြသေးဘူးပေါ့နော်ဒါတော့အောင်စပူရဲ့ဆက်စင်ကိုအနီးကလေးရိုက်ထားတာပါသူ့ရဲ့အပြင်စင်လေးကိုကြည့်လိုက်ပါအောင်တသက်ရရလေးနဲ့နီနီရရတက်တောက်လေးကျမပွဲကင်းနဲ့ဆက်စဝင်သွားတဲ့ချိန်မှာဘာကိုသွားတတိရလဲဆိုတော့ငငယ်လေးတုန်းကလေကျမတို့အဖိုးဖွားပါအစားတမိသားစုလုံးပွဲအရန်ကြိုက်ကြတာရွာတွေမှာဆိုရင်စက်ပွဲတွေလာပြီးဆိုလို့ရှိရင်တမင်မစားမတော့ဘဲနဲ့သွားကြည့်ခဲ့ရတဲ့ငယ်ဘဝအငွေ့တက်လေးတွေကိုပြန်ပြီးတော့ရလိုက်တယ်လို့ပဲပေါ့နော်ဒီမှာကြည့်လိုက်ပါအောင်လူပင်လယ်ကြီးကိုဖြစ်လို့ဒါဆိုလို့ရှိရင်ကျမစက်ပွဲကိုမကြည့်ရတာအနည်း20လောက်ရှိပြီပေါ့နော်အနည်း20ကျော်မှဒါကျမပြန်ပြီးတော့ကြည့်ရတာပေါ့နော်ဒါပွဲရလည်းမစသေးဘူးဆိုတော့အပြင်ကိုထွက်ကြည့်တာပေါ့နော်ပွဲရ10နာရီခွဲမှစမှာဆိုတော့အပြင်ကိုထွက်ကြည့်တော့လေဒီမှာကြည့်ပါအောင်လူပင်လယ်ကြီးကိုကြားရလို့ဒီမှာအသေးကြော်ပဲလို့လေးရဲ့ပုံလေးကလည်းနေနေရရတက်တောက်လေးနဲ့ထင်းကနေကိုဖြစ်နေတာပဲသူပုံလေးကလေပွဲစည်းရောက်ပြီးဆိုတာနဲ့ပြောနေနေတော့ကျမအကြိုက်ဆုံးအစားအစာတွေရှာနေပါပြီပွဲစည်းရောက်ပြီးဆိုတာနဲ့လေမစားရမနေနိုင်တာကတော့ကောက်ငင်းကြည်တော့ပေါ့နော်ကောက်ငင်းကြည်တော့ရဲ့ဒီမှာဗမာမုတ်လေးတွေပေါ့နော်ဘိန်းမုတ်လေးတွေအစုံရှိတယ်အရန်ကိုလည်းကြိုက်တယ်ဒီဗမာမုတ်ကိုကျမအကြိုက်ဆုံးပါပဲကျောင်းတော့ငယ်ဘဝလေးကိုပြန်တတိယချင်တာနဲ့ကက်စီနဲလေးလည်းဝယ်စားခဲ့ပါတယ်ကက်စီနဲကတော့တစ်ချောင်းမှ900ပဲပေးရတယ်ပေါ့နော်ကဲဒီနေ့ vlog လေးကတော့အောင်တပူစပွဲကိုသွားကြည့်တဲ့ vlog လေးကိုရိုက်ကူးခဲ့တာပါနောက် vlog တွေမှာလည်းပြန်တွေ့ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်